မပြုလုပ်တဲ့ပြည်တော်စုလွှတ်တော်ဗသမချိန်စည်းဝေးသို့တက်ရောက်လာကြတဲ့ပြည်တော်စုလွှတ်တော်နာယကနိုင်ငံတော်ယာယီသမ္မတပြည်တော်စုဝန်ကြီးချုပ်နှင့်ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များစိုးရအဖွဲ့ဝန်ကြီးများတိုင်းသားခေါင်းဆောင်များထူးဖိတ်ကြားထားတဲ့ပြည်တွင်းပြည်ပမှဧည့်သည်တော်များနဲ့နိုင်ငံတကာတန်တမာများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ကတော့ AR Federal Unit မဲဆန္ဒအမှတ်6မြို့သားလွှတ်တော်ကိုယ်စားလှယ်ဦးစီးသူအောင်ပဲဖြစ်ပါတယ်ဒီနေ့ပြည်တော်စုလွှတ်တော်စည်းဝေးမှာကျွန်တော်အနေနဲ့ဂျက်ဖက်စစ်အုပ်စုရဲ့ဥပဒေမဲ့မတရားဖမ်းဆီးခံထားရသောနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နှင့်နိုင်ငံရေးကျင်းသားအားလုံးချွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ရေးအတွက်နီလန်ပေါင်းစုံဖြင့်ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးရန်နိုင်ငံတကာအစိုးရများနှင့်နိုင်ငံတကာအဖွဲ့အစည်းများသို့တိုက်တွန်းကြောင်းဆိုကိုထောက်ခံဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။လေးစားပါသောပြည်တော်စုလွှတ်တော်နာယကကြီးခင်ဗျာနိုင်ငံတကာနိုင်ငံရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ဒီမိုကရေစီစနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာလူ့အခွင့်အရေးတရားမျှတမှုနဲ့နိုင်ငံရေးလွတ်လပ်ခွင့်ဟာမရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။သို့တော်လည်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးသမိုင်းတစ်လျှောက်မိမိတို့ယုံကြည်ချက်ခံယူချက်များကိုဆန္ဒထုတ်ဖော်မှုဖြင့်မတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့နိုင်ငံရေးအကျဉ်းသားမြောက်များရှိခဲ့ပါတယ်။ဒါအပြင်2020ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့အချမ်းဘက်စစ်တပ်မှနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ပါဝင်ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်ထားတဲ့ရဲသားကောင်းဆောင်များလွှတ်တော်ကိုယ်စားလှယ်များတက်ကြွလှုပ်ရှားသူများနဲ့ပြည်သူ3000ကျော်ကိုဥပဒေမဲ့မတရားဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်မတရားဖမ်းဆီးမတရားအာဏာသိမ်းစစ်အုပ်စုဟာနိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ပါဝင်နိုင်ငံခေါင်းဆောင်များကိုဖမ်းဆီးထိန်းသိမ်းပြီးလွှတ်တော်ခေါ်ယူခွင့်ကိုပိတ်ပင်တားဆီးပါက၎င်းတို့၏အာဏာလုယူမှုအောင်မြင်မယ်လို့ယူဆခဲ့ကြပါတယ်သို့တော်လည်းပြည်သူလူထုရဲ့အခဲနဲ့ယုံကြည်ထောက်ခံမှုရရှိထားတဲ့ခေါင်းဆောင်တွေကိုဖယ်ရှားခြင်းဟာအာဏာသိမ်းမှုကိုထောက်ကူမဖြစ်စေဘဲပြည်သူတရက်လုံးရဲ့စံကျင်ဆန္ဒပြမှုပြင်းထန်တဲ့တံပြန်တော်လှန်မှုကိုသာရင်ဆိုင်ကြုံတွေ့နေရတာအားလုံးသိပဲဖြစ်ပါတယ်ဒေသဘာသောနာယကကြီးခင်ဗျာနိုင်ငံတကာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးကိုတည်ဆောက်ဖို့ဆိုလို့ရှိရင် political legitimacy ခေါ်တဲ့နိုင်ငံရေးတရားဝင်မှုဟာအရေးကြီးတဲ့အခြေခံအကျဆုံးအချက်ဖြစ်ပါတယ်နိုင်ငံရေးတရားဝင်မှုဟာတနက်ပြောင်းသွားမှလာခြင်းမဟုတ်ပဲပြည်သူလူထုရဲ့လက်ခံယုံကြည်မှုနဲ့ထောက်ခံမှုပေါ်မှာသာအခြေခံရမှာဖြစ်ပါတယ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာ1990ခုနှစ်ရွေးကောက်ပွဲမှာစတင်ပြီး2012 2015နဲ့2020ရွေးကောက်ပွဲတွေမှာပြည်သူလူထုရဲ့အခဲနဲ့ထောက်ခံမှုကိုအပြည့်အစုံရရှိခဲ့သူဖြစ်တဲ့အတွက်သူမရဲ့နိုင်ငံရေးခန်းကဏ္ဍကိုလူထုကယုံကြည်လက်ခံထားကြောင်းထင်ရှားပေါ်လွင်လာပါတယ်နိုင်ငံရေးရည်တည်ချက်ကသူမရဲ့နိုင်ငံရေးရည်တည်ချက်ကအာဏာရရှိအတွက်မဟုတ်ဘဲဒီမိုကရေစီလူ့အခွင့်အရေးနဲ့ပြည်သူဆန္ဒကိုအခြေခံတဲ့အတွက်လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာမြန်မာပြည်သူရဲ့ဒီမိုကရေစီလိုလားမှုကိုစားပြုတဲ့ခိုင်မာတဲ့နိုင်ငံရေးပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင်လူထုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာမြန်မာနိုင်ငံရေးသာမကကမ္ဘာနိုင်ငံရေးနယ်ပယ်မှာပါဩဇာတိတ်ကမရှိတဲ့နိုင်ငံရေးသမား influencer political figure တစ်ခုပဲဖြစ်ပါတယ်။ဂျမ်ဖက်စစ်အုပ်စုဟာနိုင်ငံရေးမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ပြရုပ်ဖြစ်တဲ့လူထုခေါင်းဆောင်ကိုဖယ်ထုတ်ပြီးနိုင်ငံတည်ငြိမ်ရေးနိုင်ငံတကာထောက်ခံမှုရရှိရေးတွေလူရောင်ရွေးကောက်ပွဲတွေကျင်းပပြီးမြန်မာပြည်သူလူထုနဲ့နိုင်ငံတကာကိုလှည့်ပြဖို့ကြိုးပမ်းခဲ့ပေမဲ့ပြည်သူလူထုရဲ့အသိမဲ့ပြုမှုကိုမရရှိဘဲနိုင်ငံရေးအကျက်တဲကိုပုံမနှဆိုင်ပြီးနိုင်ငံလူမှုစီးပွားအခြေအနေဟာလည်းပဲလူခွင့်ချိုးဖောက်ခံရမှုများနဲ့ယိုယွင်းပျက်စီးလျက်ရှိပါတယ်လူထုကောင်းဆောင်ဖယ်ထုတ်ပြီးမြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းမှုကြိုးပမ်းမှုမှန်သမျှဟာရေရှည်တည်ပြတ်မှာမဟုတ်ဘဲရှာရှုံးမှာပဲဖြစ်ပါတယ်ဒေသဘာသောပြည်တော်စုလွှတ်တော်နာယကကြီးခင်ဗျာဂျမ်ဖက်စစ်အုပ်စုဟာ၎င်းတို့ရဲ့မတရားအာဏာသိမ်းမှုကြောင့်ရက်တန့်သွားတဲ့ဒီမိုကရေစီဖြစ်စဉ်များနဲ့နိုင်ငံရေးမတည်ငြိမ်မှုများကို
ဖုံးကွယ်ဖို့နိုင်ငံတော်အာဏာကိုလက်မလွတ်ရေးအတွက်ပြည်သူတွေကိုရန်သူတစ်ဖွဲ့သဘောထားပြီးလူ့ခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်ကျူးလွန်နေရရှိပါတယ်။ဒီနေ့မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်အုပ်စုရဲ့ပြစ်မဲ့ပြည်သူတွေကိုဒီကြောင့်မှပြစ်မဲ့တိုက်ခိုက်မှုများကြီးရွာတွေရွာလုံးကျွတ်မြစ်ရှုတိုက်ခိုက်မှုများမတရားစစ်မှုတန်းစနစ်ဖြင့်ဖိနှိပ်ခြင်းအပြင်နီလန်းပေါင်းစုံသုံး၍ဖန်ဆီးနှိပ်စက်ခြင်းဆေးရစုတွေကိုကြောင်ကြောင်မြောက်မြောက်ချိုးဖောက်လျက်ရှိနေပါတယ်မြန်မာပြည်သူလူထုရဲ့နိုင်ငံတကာအတိုင်းဝိုင်းမှာနိုင်ငံရေးတရားဝင်မှုရရှိထားခြင်းမရှိတဲ့မတရားစစ်အာဏာသိမ်းအုပ်စုရဲ့နိုင်ငံလုံခြုံရေးစီးပွားရေးစတဲ့ဆောင်ရွက်တဲ့တရားလဲပြည်သူလူထုရဲ့အထွေထွေကြက်တဲတွေကိုဖြစ်ပေါ်စေပြီးလူမှုဘဝလုံခြုံမှုကိုလည်းကင်းမဲ့စေပါတယ်ဒေသမှာသောပြည်တော်စုလွတ်တော်နာယကကြီးခင်ဗျာဂျက်ဖက်စေအုပ်စုဟာအာဆီယံကိုကတိပြုထားတဲ့ဘုံသဘောတူညီချက်9ရပ်ကိုလိုက်နာခြင်းမရှိဘဲအရက်စားအစိုးရတွေဖန်တီးကနိုင်ငံတကာအတန်ဝိုင်းကိုဝင်ဆိုင်အောင်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်လူလူကောင်းဆောင်တော်စန်းကြည့်ပေါ်ဆွဲဆိုထားတဲ့ဆွဲဆိုချက်တွေဟာလည်းတရားစီရင်ကိုလက်နက်တစ်ဖွဲ့သုံးချခါနိုင်ငံရေးရတိတ်ခါချရင်လှုပ်ဆောင်ထားတဲ့ဥပဒေမဲ့လုပ်ရက်တွေပဲဖြစ်ပါတယ်။သူမှလည်းတကွနိုင်ငံရေးကျင်းသားအားလုံးချွင်းချက်မရှိအမြန်ဆုံးမြို့လုံးမှာပြင်းမရှိပဲမြမနိုင်ငံရေးပြဿနာကိုညီသည့်နည်းနဲ့မှပြည်လည်နိုင်မှာမဟုတ်ဘူးဆိုတာတင်ပြခြင်းပါတယ်။နိုင်ငံရေးယုံကြည်ဘက်ပေါ်ဖန်ဆီးထောင်ချခြင်းဟာနိုင်ငံကလူခွင့်ရေးစံနှုန်းတွေကိုချိုးဖောက်ခြင်းဖြစ်ပြီးဖန်ဆီးထိန်းသိမ်းခံရတယ်။နိုင်ငံရေးကျင်းသားအားလုံးချွင်းချက်မရှိလွတ်မြောက်ပိုင်ခွင့်ရှိရမှာပဲဖြစ်ပါတယ်။၎င်းတို့ရဲ့ခြေခံလူခွင့်ရေးတွေကိုတရားဥပဒေအရအကာအကွယ်များရပိုင်ခွင့်များကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်းအပြည့်အဝအာမခံပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကုလသမဂ္ဂအာဆီယံနဲ့ဥရောပသမဂ္ဂအပါအဝင်နိုင်ငံတကာအစိုးရနဲ့အဖွဲ့အစည်းများအနေနဲ့အောက်ပါအချက်များကိုနီလန်းပေါင်းစုံဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးပါရန်ဒီအစည်းအဝေးမှာတစဉ်လေးစားစွာတိုက်တွန်းအပ်ပါတယ်။ကာဒီလူလူကောင်းဆောင်တော်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းသားအားလုံးကိုချွင်းချက်မရှိထုတ်ပေးရေးအတွက်ဂျက်ဖက်စေအုပ်စုပေါ်နိုင်ငံတကာစီးပွားရေးတန်တမာရေးဖိအားပေးရန်တိုးမြင့်ဆောင်ရွက်ပေးရန်ခါဝေးဖန်တီးကန်နိုင်ငံရေးကျင်းသားများ၏ကျန်းမာရေးလုံခြုံရေးတရားမျှတမှုရရှိရေးအတွက်နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များမှကူညီဆောင်ရွက်ပေးရန်ကငယ်ဂျက်ဖက်စေအုပ်စု၏ဆိုးရွားသောလူခွင့်ရေးချိုးဖောက်မှုနှင့်စစ်ရာဇဝတ်မှုများကိုနိုင်ငံတကာတရားရေးလမ်းကြောင်းများအသုံးပြုပြီးအပြစ်ပေးအရေးယူဆောင်ရွက်ပေးနိုင်ရန်ကာဒီစစ်ပေးတဲ့နေ့အထွေထွေကြက်တဲ့ခံစားနေရတဲ့မြန်မာပြည်သူများအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများတိုးမြင့်ဆောင်ရွက်ပေးရန်တောင်းဆိုအပ်ပါတယ်ဒေသပါသောပြည်တော်စုလွတ်တော်နာဂါကြီးခင်ဗျာမြန်မာပြည်သူလူထုနဲ့နိုင်ငံတကာဒေသယုံကြည်ရတဲ့လူလူကောင်းဆောင်တော်ဆန်းစုကြည်အခမ်းကဏ္ဍဟာနိုင်ငံရေးကောင်းဆောင်ဆိုတဲ့ဒိတ်ဖယ်တဲ့ပုံမတာလွန်နဲ့မြန်မာဒီမိုကရေစီပြရုပ်သင်္ကေတပဲဖြစ်ပါတယ်ဒါကြောင့်မြန်မာနိုင်ငံရေးအကျက်တဲကိုစစ်မှန်စွာဖြည့်ရှင်းနိုင်ရေးအတွက်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးချက်ချင်းလွှတ်ပေးရန်ဖို့အရေးတကြီးလိုအပ်နေတဲ့အတွက်အထက်ပါတင်ပြခဲ့တဲ့အဆိုအားအတည်ပြုပေးနိုင်ပါရန်လေးစားစွာထောက်ခံဆွေးနွေးရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ